သားစုအိမ်မှာအချိန်တွေအကြာကြီးလောကရန်တုနိုင်လူခဲ့တဲ့ချစ်တော်ပေကျန်တဲ့ဘဝခီးလမ်းမှာစနီးမရနဲ့သမီးသားတွေရိုးသားစွာနဲ့ကြိုးစားရှာဖွေခနဲ့ပါပစိုးပြေချွေးရရွှဲလဲမနာခဲ့ပါဘူးလေမိသားစုအရေးမို့သူအားနဲ့ကူပေးခဲ့တာပြောဆိုတဘောယူအိမ်ကလူချမ်းပင်ပန်းရှာသူအဖေသူချွေးနေရင်ရတော့လေလေသူကလေးတွေမြတ်တာတရားစနီးမရတော့သူကမရနိုင်ပါ